ဟုတ်ကဲ့ညီကိုရောလုံးမင်္ဂလာစူပါဆန်နေညာချမ်းလေးပါကျွန်တော်ဒီည free tick ကိုလီဗာပူးနဲ့မန်စီးတီးပွဲစဉ်ကောင်းလေးကိုကျွန်တော်ရွေးချယ်ထားပါတယ်ဒီကောင်းလေးကိုဗာကြိုက်လဲဆိုတော့ကျွန်တော်ဒီချီနဲ့ကြီးနဲ့မမျှလို့ကျွန်တော်ကိုအောက်ကိုကြိုက်ပါတယ်ဟုတ်ကဲ့ပါအကြောင်းရင်းရှိပါတယ်ကျွန်တော်ဘာလို့ကိုအောက်ကိုကြိုက်ရလဲဆိုတော့အကြောင်းရင်းတွေတစ်ချက်ကတော့ကျွန်တော်ဒီပါဗျာလီဗာပူးနဲ့မန်စီးတီးပေါ့နော်ဒီနှစ်သင်းပေါင်းကပရီးမီးယားလိပွဲစဉ်24ပွဲခက်ခဲ့ပြီးတော့ဒီသွေးကိုတီးတဲ့နေကိုကမန်စီးတီးဆိုလို့ရှိရင်49လုံးရှိတယ်လီဗာပူးဆိုလို့ရှိရင်39လုံးရှိတယ်နှစ်သင်းပေါင်းကအလုံးသွင်းကိုတီးတဲ့နေကအလုံး90နီးပါးရှိရခင်ဗျဒါပီကူဆိုလို့ရှိရင်နှစ်သင်းပေါင်းအလုံး50မှာ5လုံးရှိတယ်ဆိုတော့ဒီနှစ်သင်းရေဗျာကြီးနေဗျာခုချီနေတာဖြစ်တင်လားဆိုတော့ကျွန်တော်မြင်ပိုးနိုင်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ပေးတင်တယ်လို့ကျွန်တော်မြင်မိတယ်လီဗာပူးနှစ်သင်းလုံးကဗျာကိုရဖို့ခင်းလေးရှိတဲ့အသင်းမဟုတ်ဘူးဒီနှစ်သင်းလုံးကနောက်ပြီးတော့ကန်စစ်ပိုင်းလေလက်ရှိအရင်ဘက်တွေတုန်းကကစားခဲ့တဲ့ချီမျိုးမှာနှစ်သင်းလုံးကအရင်ကြီးကြစ်လက်လားဆိုတော့လေအရင်ကြီးမကြစ်လက်ဘူးဆိုတော့ဒီပေါ်နိုင်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်အမြင်ပေါ့နော်ပို့ပြီးတော့ကိုပေါင်းကြီးလေးကိုနော်3မိုင်40 50လောက်ကတော့မဖြစ်မနေပြီးတဲ့နဲ့ထင်တယ်အခုလက်ရှိက3မိုင်20 25ပတ်ချလေးမှာဖြစ်နေတယ်ဆိုတော့တိုက်တူတဲ့ညီကိုတွေလိုက်ယူနိုင်ပါတယ်ဟုတ်ကဲ့တီမိမိတပွဲကောင်း tip ဒီကိုကျွန်တော် TikTok အကောင့်တစ်ခါလေးကြောက်လို့ရှိရင်ဖြတ်ချရတယ်ပေါ့နော်ဒီ Telegram အကောင့်နဲ့ဝင်ထားလို့ရှိရင်ဒီကို free tip ဒီကိုမပြောင်းမပြတ်ကြည့်နေတိုင်းကြည့်လို့ရမှာပေါ့နော်ကျွန်တော်နေ့စဉ်တင်ပေးမှာဖြစ်ပါတယ်ဒီ TikTok အကောင့်ကသူတို့ဖြတ်ချခြင်းမကြာခဏဖြတ်ချလေးရှိရပေါ့နော်အဲကြောင့်မလို့comment မှာ Telegram လင်းလေးထည့်ပေးထားပါတယ်ဒီကိုရအောင်စီပေးကြပါစီမောင်းတွေလည်းလာပြီးတော့တောင်းလို့ရပါတယ်ကိုလည်း contact ပါ okay brother